ဒီ17 series မှာအတက်ထပ်ပါလာတယ်120 Hz ပဲဖြစ်ပါတယ်ဒါဆိုရင်ကလုံးဝမှန်ကြီးတိုင်းပဲရှူလိုက်အရှိအားလုံးပဲမင်္ဂလာပါကျွန်တော်စမတ်ပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့အသစ်ဆက်ထွက်ထားတဲ့ iPhone 17 Pro Max နှလုံးကို unboxing လုပ်ပြတော့မှာဖြစ်ပါတယ်အခုကနှစ်ဗီဒီယိုက၄စိတ်မှရောက်နေပြီပေါ့နော်ထိုင်းကနေမှာလာတာ iPhone နှလုံးကအခု၄စိတ်မှရောက်နေပြီအဲ့ဒါကိုအခုတွတ်ထုတ်ပြီးတော့ပြန်လာခဲ့ပါမယ်ကဲဒီမှာရပါပြီဒီမှာတစ်လုံးနှလုံးမှာဒါပါလည်းမသိဘူးဒါဒါဟောအောင်းချတယ်ပြီးမှဒီနှလုံးကိုပုံမှန်နဲ့တူတူဖောက်ကြည့်ကြပါမယ်ဒါကတော့ unboxing မလုပ်ခင်မှာဘိုက်စာလို့ချီလီပေါ့အရင်သွားစားတာဖြစ်ပါတယ်ကဲမကြခင်တုန်းကမှအသစ်ဆက်ထွက်ရှိထားတဲ့ iPhone ကြီးကို unboxing လုပ်ရတော့မှာဆိုတော့အရန်ကို excited ဖြစ်နေပါပြီရှင်ဒါပေမဲ့အခုလောလောဆယ်တော့ဘိုက်စာလို့အရင်ဆုံးဆွဲလိုက်ပါအောင်မယ်ရှင်ဟုတ်ပါပြီဒါကြောင့်ဒီအောင်အမဲအောင်ဖြစ်နေတယ်အမဲအောင်ကဲဒီမှာ unboxing စပြီးတော့လုပ်ပါတော့မယ်အဲ့လေးကတော့အဲ့လေးကနည်းနည်းကြည်နေကွာသူက flight နဲ့ဆိုတော့နည်းပြည့်မှာကဲဆက်ပေါက်ကြမယ်ဒါတစ်လုံးပါအရှောင်းကတော့ဒါပါရောက်ခေါ်တယ် orange combination orange original ပဲဒီပါမလို့နော်ဆရာကလိမ္မော်တီးလေးပါလိမ္မော်တီးလေးစားအောင်မယ်ဟောဖောက်ကဲအဲ့ဒါစပြီးတော့ဖောက်ကြမယ်နော်ဒါသူကတေခါတက်တက်ရဲ့လေးထုတ်ပေးလိုက်တာကဲဖောက်မယ်ဒီဟာလေးပေါ့